ဟုတ်တယ်အားတော့မှလေးတိုက်ကားဆိုတော့လုံပြီးတော့ပူတာလေးအဲကွန်ပိတ်သွားတယ်လူတယ်မီးပြက်ပြီးတော့အခုမှနိုးတာတဲလေးဗီဒီယိုကောခေါ်လို့အဲ့ဒါထားကိုင်းလိုက်တာဟုတ်လုံးဝမသွားဘူးလားမဖတ်ဖို့ရှိတယ်ရှိတယ်အိမ်မှာခိုင်းတဲ့ကလေးတွားသူစင်းသက်လောက်ထားတယ်ဒီမှာတော့လောလောဆယ်ကတော့ကိုကအဖေမရှိတော့လေအိမ်မှာတာကြီးတိုက်လုံးမှာကိုတယောက်တည်းခိုင်းတဲ့ကလေးတွေကတော့အကုန်လုံးကားကိုတောင်ထဲမှာနေကြတာပေါ့အခုအဲ့ဒါရုံးသွားမှာကုမ္ပဏီမှာကိုမရှိမရဘူးလေဖေကမလေးသွားတော့ကိုကုမ္ပဏီအကုန်လုံးအပ်ခဲ့တာဆိုတော့အခုရေမိုးချိုးပြီးစားတော့ပြီးရင်သွားမှာပြီးရင်တဲလေးရှိလာခဲ့ဦးမယ်နော်ဟုတ်ပါဘူးအိမ်မှာလိုက်တယ်အဲ့ဒါဒါပဲနော်တာဒီတော့အဲ့လာတွေ့မှာမလားလာတွေ့မှာအဘွားပတ်သက်ရပြောနှစ်ယောက်မရှိဘူးမင်းကနေပြောတယ်စကားတွေပြောတာအကြီးကြီးသလားဘာလို့လို့ကိုကြည့်တော့ဒီများရင်ကတ်နေရတာဗါလဲကွန်ဒိုနဲ့တိုက်ခန်းနဲ့အဲကွန်နဲ့ငါတို့ပဲမင်းပြောတဲ့ပုံစံမျိုးဆိုကားကိုယ်တော်မှာတွားပြရပုံစံပေါ့ဟောအဲ့လိုပြောတာမဟုတ်ပါဘူးကွာကောင်းမလေးငါကောင်မလေး line ပေါ်မှာညှိတာကွာအဲ့ကြောင့်နေပါဖုန်းနဲ့ဗီဒီယိုကောပြောတဲ့ခါကျအဲ့ကြောင့်ဒီမှာတော့ဒါတက်ငါဝယ်ပြီးတော့ကာလာတာဟိုဟာငါတို့ကလေးကားသူ့တက်သွားပြင်မလေးကျမတို့ကသူ့ရဲ့အစေခံတွေတော့ဖြစ်အောင်မယ်ဟုတ်အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူးကိုကောင်မလေးနည်းနည်းအထင်ကြီးအောင်လို့ပြောတဲ့သဘောလေးပါအဲ့ဒါထားပါဦးကိုတက်လက်ကိုကျမပြောမလို့အားနာလို့အခုကိုတက်လက်လည်းအိမ်မှာနေတာကြာပြီဆိုတော့လေကျမတို့လင်မယားကလည်းနေကိုပြန်มาဆိုတော့ကျမတို့အိမ်တကားကိုပိတ်ခဲ့မှာအဲ့တော့ကိုတက်လက်ဟိုတခြားနေရာမှာနေဖို့နည်းနည်းစဉ်းစားလိုက်အိမ်တကားပိတ်မသွားနဲ့လေကျွန်တော်ရှိတာပဲကျွန်တော်အိမ်ဆောက်သဘောနဲ့တော့ဖြစ်သေးတယ်ပြန်လေကျွန်တော်ဒီမှာနေခဲ့လိုက်မယ်စားဖို့တောက်ဖို့တွေပဲပေးခဲ့လိုက်ပေါ့မဟုတ်ဘူးလေကျမတို့ကအိမ်ကိုတောက်ခတ်ခဲ့မှာချင်းတကယ်ကြီးရှင်ပြောဟုတ်တယ်ငါတို့ကရွာအပြီးပြန်မှာငါတို့ကဒီအောင်အပြီးငားခဲ့မှာမင်းကလည်းငားနေမယ်ကောင်မဟုတ်ဘူးအဲ့ကြောင့်မင်းကအားနာရင်တစ်ခါတည်းပြောတတ်တော့မင်းအိမ်ရှာနေရှာတော့ကွာဒီပါဗာလေရှားတကယ်ကြီးအိမ်ငါမေးကြည့်လိုက်ဦးမယ်လေအစင်ပြေတော့လည်းငါပြောင်းမှာအစင်ပြေပြောင်းမှာမဟုတ်ဘူးအစင်မပြေလဲပြောင်းရမှာနော်ကျမတို့ကအိမ်ကိုတောက်ခတ်ခဲ့မှာအိမ်ငားမယ်လို့ရှိရင်ငားခဲ့မှာချင်းတကယ်ကြီးရှင်ပြောနော်တိတ်မပြောချင်ဘူးလေမင်းကပြောတဲ့စကားတွေအကြီးနော်ငါလည်းအားမလာနိုင်တော့ကွာမင်းပဲငားနေဘူးတော့စဉ်းစားရတော့ရသူ့အိမ်လေးကတ်နေတယ်ကွာထမင်းလေးကျွေးရတာကိုဒါကိုလူအပြစ်ပြောနေသေးတယ်ရတယ်ဟောငါလည်းတငယ်ချင်းပေါင်းသိနေများတယ်ငါတငယ်ချင်းတွေအိမ်လိုက်နေလို့ရတယ်ပြောမလားပြောရဘယ်တငယ်ချင်းအိမ်သွားနေရမှမသိဘူးရှာဦးသွားတော့မှာအခုကုမ္ပဏီသွားတော့မှာအခုခဏလေးသူကတော့ဒီနေ့တော်ချစ်ဖို့ကောင်းတယ်နော်ဟုတ်တယ်မဟုတ်ဘူးရတယ်ရုံးတော့ကိုကလေးတွေအရင်တွတ်ထားလိုက်တာလေကိုကနောက်မှလိုက်ပါโอเคတတ်တာနော်တွေ့ချင်တာကိုဖုန်းနဲ့ပြောတာအားမရဘူးချစ်တယ်အဘမောင်မနဲ့ရောဟုတ်တကြီးနော်ဘာကြီးအေးကွာအဓိကတော့ဒီမှာငါနဲ့ငါညီမလေးနဲ့နှစ်ယောက်တည်းနေတာကွာမင်းကရောက်လာတယ်ဆိုတော့လေပတ်ဝန်းကျင်အမြင်မှာမျိုးပြောနေကြတယ်အဲ့တော့ငါအနေနဲ့ငါညီမလေးဟိုသိခါအတွက်ထိခိုက်မှာဆိုလို့မင်းကငါမင်းနေကိုနေရာလေးရှာစေချင်တယ်ကွာအဓိကတော့ကွာငါလည်းဒီနေ့ကိုနေကအလုပ်သွားနေတာအိမ်မှာလည်းငါညီမနဲ့မင်းနဲ့နှစ်ယောက်တည်းကြံတာအဲ့တော့ပတ်ဝန်းကျင်အမြင်မှာကျတော့မတင့်တယ်ဘူးကွာအားကြောင့်မင်းအနေနဲ့အခြားအိမ်တအိမ်မှာမင်းသွားနေဖို့အတွက်စဉ်းစားလိုက်ပါဦးကွာနော်အဲ့ဒါလေးစဉ်းစားပြပါငါ့ငါညီမလေးကုန်သိခါကိုငှဲ့ပြီးတော့နော်ဘလို့မှသဘောမထားတဲ့တကယ်ကြီးဟုတ်တယ်ကိုကြီးကိုလည်းညီမလေးပြောမလို့ပဲ तू ကသူ့ကအနေနဲ့တစ်ချိန်လုံးဗီဒီယိုကောပြောနေတာပတ်ဝန်းကျင်ကသူ့နဲ့သမီးနဲ့ကြိုက်နေတယ်အဲ့လိုပြောရုံးတင်ကြောင်းနေအထင်မခံနိုင်ဘူးပြောမလို့ပဲဒါပေမဲ့ကိုကြီးပြောလိုက်ပြီဆိုတော့အဓိကတော့သူညီမလေးကိုညီမလေးတိတ်ကြမကြားတဲ့တိုင်ရှာသူငါတခြားရရှာအောင်ပါဘူးအေးကွာငါစိတ်တော့မကောင်းပါဘူးတကယ်ကြီးနော်ရှာပါမပြောဘူးဟိုတတိယနေတာအဲ့ဟိုတတိယကြအဲ့ချစ်နေရနော်တွေ့ကျင်တာဗောအပြင်မှာ
ဟုတ်ဘူးအခုကဖူးလေးပြန်မရောက်သေးတာမလေးသွားတာတွေ့မယ်ဒီမှာတွေ့ဖေကန်းလေးတက်တာနဲ့ချစ်ချစ်အောင်โอเคဟေး ဟဲ့ဝါဒါကလည်းမေးဟာအမေပြောလို့နေနေဟေးနိုင်မနေရတဲ့အဆင်ပြေလား ပြပါတယ်မင်းလည်းစားတာတောက်တာနေတာထိုင်တာအကုန်လုံးအဆင်ပြေတယ် ဟလာအေးပါကွာငိုင်းမှမင်းစီးပြီးတယ်ဆိုတော့လွတ်လပ်လပ်နေလိုက်ရ အေးပါလွတ်လပ်နေဆိုငါပြောမှလည်းအားနာတယ် ဟောတကယ်ကြီးညမင်းကဘာဒီအားနာတယ်ဆိုပြော နေတိုင်းကြတော့လေဘယ်လိုပြောမလဲဆိုတော့ပတ်စံလေး2000လောက်တောင်းလို့ပြည့်စုံသွားတယ်လို့ မဲလပိတ်စား အေး ဟုတ်ပါပြီကွာဟုတ်ပါပြီငါလည်းလောက်ကပြန်လာတာပဲ အေးဟိုပြည့်လေဖူးပေလေးပါ3000ခုလောက်ထည့်ခြင်းလို့ဘောင်း9000လောက်ပေးလိုက်ပါ ငါလောကအဲ့ရတာ မဟုတ်ပါဘူးငါပြန်ဆက်ပါမယ် ပြန်ဆက်မှာ ဘေးလေးထည့်ခြင်းလို့ ပြန်ဆက်တော့ချိလိုက်မယ်ဒါလပိတ်ဘူးလပိတ်ဘောတော့ပြေးပြန်မလို့ဒီ3000မှငါ့ပြန် အေးပါပြန်ပြီးမယ်နော်အေး โอเคကောင်မလေးတွေညားနော်လာလိုက်တယ်ဘုံ ဟယ်လို ဒီဟုတ်ပါလာလိုက်တယ်ဘုံနေနော်တော့စောကြည့်တယ်ဖေးဟမ်အော်အဖေကလေအိမ်လိုက်စားလိုက်အိမ်မနေတော့ပါလေဘုံနေပြောလိုက်အိမ်မမထားချင်တော့နေကြလိုက်ဟိုဒီအဲ့လိုတော့မပြောပါနဲ့ဖေးတားတငယ်ချင်းလေးဖေးသူ့မှလည်းနေစရာရှိတာမဟုတ်ဘူးဖေးတားမှမခေါ်ထားလို့ရှိရင် तू ဘာမှသွားနေရမလဲတငယ်ချင်းချင်းနေပဲဖေးထားလိုက်ပဲမနေတော့မနေကြပါကဲဖေးတားလည်းမောလာပြီလောက်ကခုမှပြန်လာရေရင်သွားချုပ်လိုက်ဟုတ်ပါပြီဒီတာတမစားမနော်ပြောစားပြီလားပြောဒါဒီတော့ချုပ်လိုက် ဟုတ်တယ်တဲ့မဟုတ်ဘူးဩဘယ်ကိုရမှာတော့လောက်ဟိုလေအင်ကြီးလာလေမလေးကိုရဲ့ဟို driver ပေါ့ခုတော့ကုမ္ပဏီက driver အကောင်လေးအိမ်ရောက်နေတာမတုဖေတာတုဖေလေးပြက်နေဆိုလို့ဟုတ်တယ်မစီးလို့သွားဘူးပတ်စံမရှိလို့ဆိုပြီးတော့ဟိုလာပြီးတော့ကိုကြီးကခုရတာတိတာဗောကိုလည်းကုတို့ရတာမဟုတ်လို့ဒီမှာစိတ်ချကိုကူညီလိုက်မှာစားမယ်တော့မယ်လေ ဟေးဒီဘာပြောတာခုနမင်းဘာပြောတာငါအကုန်ကြားတယ်ဟုတ်တယ်အပြောလဲဟုတ်တယ်ဟိုပေါ်ရမင်းမပြောနဲ့မင်းငါဖေကိုကသူ့ဟာသူတော့အနေကြတယ်ကွာမင်းကလေပြက်နေတယ်လို့ပြောတတ်တယ်ဒီပြောတတ်တယ်ကွာမင်းပြောတတ်တယ်ကွာဟာငါအိမ်မှာနေပြီးတော့ငါကျွေးတာကိုစားတာဒါကိုဖုန်းထဲမှာမင်းကောင်မလေးငါ driver ငါလိုကောင်က driver အစီပြောင်းပြောလိုက်တာ အစင်းမြောင်ပြောလိုက်တာလက်ဖက်ရည်ဘူး2000တောင်းတာမနေဖုံးဖို့တွေလည်း3000 5000 3000 5000နဲ့ဒါကိုမင်းကငါ driver မင်းဒါချမ်းသာနေတာ ဟုတ်ပါပြောတာ ဟုတ်တယ်အော်ဖေးစေးတော့ခုနကငါကြားတယ်မင်းမလို့ကွာငါတို့သားမကျွေးတယ်ထမင်းကိုစားပြီးတော့ပြောထွက်လိုက်တဲ့ပါဇက်ကွာအဲ့လိုပြောထွက်တဲ့ပါဇက်အဲ့လိုတငယ်ချင်းမျိုးငါ့အိမ်မှာမနေနဲ့